ဟိုဘက်မှာတော့ရေကန်တစ်ခုရှိသေးတယ်အခုထိတော့မပြတ်မစည်းပဲနဲ့တည်ရှိသေးပါဟောရင်ချိန်တော့ဆိုရင်ဟင်းသီးဟင်းရွက်တွေပြည့်ထန်နေတယ်ဆိုတော့ညီအောင်ကြည့်မိလို့ရပါတယ်ချီမှုတွေဟာမြေရောက်ရေကိုထုတ်သုံးပြဖို့နားလေကြတယ်ဒီကျိုရင်ကန်တွေရှိတယ်ငါးတွေပေါများတယ်ဟင်းသီးဟင်းရွက်တွေဖူလုံမှုရှိတယ်မြို့ကန်လူဦးရေအတွက်အစားအစာဖူလုံတယ်စိုက်ပျိုးရေးကိုသာမကရေလုံငန်းကိုပါအားကိုးနေထိုင်တဲ့လူတွေလည်းကြပါတယ်ဒါကြောင့်ချီမှုတွေဟာရေအရင်းမြစ်ကိုယူတည်လေးသားတာမထူးဆန်းတော့ပါဘူးချီမှုဘရင်ရဲ့အင်ပါယာဟာစပိန်လူမျိုးတွေကြောင့်ကြာဆုံးခဲ့ရတာမဟုတ်ဘဲနဲ့15ရာစုအဆုံးပိုင်းမှာမာချူပီချူအင်ကာဘရင်တွေလက်ချက်နဲ့ကြာဆုံးရတာဖြစ်ဘာမှမဆက်တယ်ချမ်းတို့ဟာလည်းကျူးကျော်သူတွေကြောင့်ရိုးရင်းပျက်စီးရပါတယ်ဘာမှမဆက်တယ်မင်းဖောက်မလူဘယ်နည်းဟုတ်လားကျွန်တော်ဟာနောက်ထပ်ခရီးဆက်ခဲ့ပြီးတော့ချီလီနိုင်ငံဆန်ဒီယေဂိုကိုရောက်ကြည့်လာခဲ့ပါတယ်အဲဒီကနေတစ်ဆင့်ကမ္ဘာစုံသုံးမှာရှိတဲ့ကျွန်းငယ်တွေစီကိုတွားရောက်လေ့လာမယ်ခရီးလမ်းကကွေးကောက်ပြီးတွားရပြင်မဲ့တွေ့ရှိရမယ့်ရဲနာတွေကကမ္ဘာအပ်ကမ္ဘာဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်စိတ်လှုပ်ရှားတက်ကြွပြီးပါတယ်အခုဆိုရင်ပစိဖိတ်သမုဒ္ဒရာရဲ့အလယ်မှာရောက်တယ်တောင်အမေရိကတိုက်ကုန်းတွင်းပိုင်းနဲ့မိုင်ထောင်လောက်ဝေးတယ်ဆယ်စုနှစ်တစ်ခုစာလောက်ဆွဲလန်းတက်ခဲ့ရတဲ့ရဲနာတစ်ပါးကိုကြီးစုနိုင်ဖို့အတွက်တွန်းစားပြီးခရီးဆက်နေတာပါနှစ်ပေါင်း300မတိုင်မီကဥရောပသင်္ဘောသားတွေအသုံးပြုခဲ့တဲ့ရေလမ်းကြောင်းကိုပဲအတိအကျဆုံးသွားအောင်နိုင်အောင်ရွေးချယ်ခဲ့ပါတယ်အီစတာကျွန်းရဲ့ကြောက်ရွံ့ဒါမှမဟုတ်မိုးအိုင်ကြောက်စစ်ရုပ်တွေကို1922ခုနှစ်အီစတာနေ့မှာဥရောပတိုက်သားတွေကစတင်တွေ့ရှိခဲ့တာပါကျွန်းရဲ့အမည်ကိုလည်းအီစတာလို့ပေးခဲ့ကြတယ်ဒေသခံလူတွေကတော့ရပန်နူီကျွန်းလို့ခေါ်ပါတယ်စူးစမ်းလေ့လာတဲ့သူတွေဟာကြောက်စစ်ရုပ်တွေဇင်းမြစ်ကိုမသိခဲ့ကြပါဘူးကြောက်စစ်ရုပ်တွေရဲ့နောက်ွယ်မှာပုံရိပ်ရှိပါတယ်လူသားကမ္ဘာလောကနဲ့အဖျားတွေရဲ့ပတ်သက်မှုကိုတရုပ်ဖော်ထားပြီးတော့လူသားတွေရဲ့မျှော်လင့်ချက်ကြောက်ရွံ့မှုတွေနဲ့ဘဝရှင်သန်မှုတွေကိုပုံဖော်ထားတာလို့ခံစားရပါတယ်ကျွန်တော်ငယ်စဉ်ကလေးဘဝတည်းကအဖြစ်အပျက်တစ်ခုကိုဆွဆွမြဲမှတ်မိနေပါတယ်အင်္ဂလန်ပြတိုက်ရဲ့လှေကားအနီးမှာမြင်တွေ့ရတဲ့မိုးအိုင်တွေပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကအသက်ငယ်နေပေမဲ့မြင်တွေ့ခဲ့ရတဲ့မိုးအိုင်ရုပ်ထုတွေကိုတွဲဆွမြဲမှတ်မိနေတယ်ကြောက်စိရုပ်တွေကကြောက်စရာကောင်းပေမဲ့ညားပြေးဝနေတယ်လို့လည်းခံစားရပါတယ်မျက်နှာတွေကလည်းတီကြည်လွန်းတယ်အဲကြောက်တွေရဲ့အတိတ်ဘယ်ကိုသဘောပေါက်ဖို့တောင်းတပြပါတယ်ရှေ့ကိုစိုက်ကြည့်နေတဲ့လက်ထိပ်ဘက်ကဘလို့ဖြစ်မလဲဒီတစ်ခေါက်ခရီးထွက်လာတာကခြားကြောက်စိရုပ်တွေကိုလည်းလေ့လာခြင်းလို့ဖြစ်ပါတယ်ကြောက်စိရုပ်တွေရဲ့တီနေရာအနေအထားကိုလည်းနားလည်ခြင်းတယ်ဒီကြောက်